ငါတို့ရဲ့ငယ်ဘဝတခြင်းလေးဆိုတော့လုံးလို့မရခေါ်နေတော့ကနိုင်ကလုံးကအိမ်ကိုရောက်လာတဲ့နိုင်လက်တပါတာကြီးကဘာလို့ရပါလဲဘာလဲဒီတော့ပတ်ချီတော့မငါကောင်းကောင်းနားလဲပဲတစ်စဲပေါင်းဆိုင်မျိုးဆောင်ထိုင်ကပြောတာတကယ်ကိုမိုက်ပါတဲ့ငါကမီးတော့မကောင်းကောင်းလဲသိဆုံးတဲ့လက်လေးပဲနဲ့ပြတ်စားတော့မင်းတို့